ဒီနေ့ကတော့နီပေါအကြောင်းပြောမှာဖြစ်ပါတယ်နီပေါကျတော့ပေါ့နော်တောင်တွေကြောင့်နာမည်ကြီးတကယ်ကပ္ပအမြင့်ဆုံးတောင်တွေကြောင့်နာမည်ကြီးတယ်ပေါ့နော်သူတို့နိုင်ငံရဲ့အလံမာတော်မှလေဒီတောင်ပုံစံအချော်ပုံစံနဲ့လုပ်ထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကပ္ပပေါ်မှာတစ်ခုတည်းတော့အလံပုံစံဖြစ်တယ်ပေါ့နော်အဲ့လိုကြောင့်မလို့နီပေါကလေတောင်တက်တဲ့သူတွေဆိုလို့ရှိရင်နီပေါအရန်ကြိုက်ကြတယ်ပေါ့နော်နီပေါမှာဆိုလို့ရှိရင်လေရွေးချယ်စရာ trade တွေအများကြီးရှိတယ်ဥပမာနာမည်ကြီးတဲ့ Everest biscuit ရှိမယ် Annapurna circuit ရှိမယ်ပြီးတော့ဒီ Annapurna biscuit ရှိမယ် Marihime ရှိမယ် Lantenberry track ရှိမယ်အဲ့လိုမျိုးပေါ့နော်ရွေးစရာtrade အများကြီးဆိုမှအများကြီးရှိအဲ့ထဲမှာဆိုလို့ရှိရင်ကိုနဲ့ကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ပေါ့နော်ကိုကဘယ်လောက် level ရှိလဲဥပမာကိုကရေခဲတောင်တွေကိုမြင်ချင်တယ်ဆိုလို့ရှိရင်ဒီ Pokhara နေပြီးတော့သွားလို့ရတယ်ဒီ Phonhi ကိုသွားလို့ရတယ်ကိုရဲ့ဒီတက်လုံအားပေါ့နော်ခန္ဓာရင်အားနဲ့ကြိုက်ပြီးတော့မှရွေးချယ်စရာအများကြီးဆိုမှအများကြီးရှိတယ်နီပေါကျတော့လူတိုင်းအတွက်ဖြစ်တယ်ပေါ့နော်လူတိုင်းသွားလို့ရတယ်လူတိုင်းတောင်တက်လို့ရတယ်လူတိုင်းရေခဲတောင်တွေကိုခန်းစားလို့ရတယ်ပေါ့နော်တော်တော်လေးတော့မှလေဒီတောင်ကိုမြင်ချင်တဲ့သူတွေအတွက်ကတော့ဒါနီပေါကတော့ heaven လို့ပြောလို့ရတယ်ပေါ့နော်ဒီအနောက်နိုင်ငံဒီဘာမှရောက်ခင်ပေါ့နော်ဒီနီပေါနိုင်ငံကျတော့ဒီအာရှမှာဆိုလို့ရှိရင်တကယ်တောင်တွေနဲ့ပတ်သက်လို့ရှိရင်တော့တကယ်နံပါတ်1နိုင်ငံလို့ပြောလို့ရတယ်ပေါ့နော်နီပေါကျတော့လေ तू ကလေဒီတိဘက်နဲ့အိန္ဒိယကြားမှာရှိတဲ့နိုင်ငံပေါ့နော်လူတွေကကျတော့သူ့ကိုလေအိန္ဒိယမှာရှိလို့ပဲအမြဲထင်တယ်ဘာလို့ဆိုလို့ရှိရင်လေဒီဗုဒ္ဓဂါယာဖျားဖိုးတွေဆိုလို့ရှိရင်ဒီနီပေါပို့တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင် तू ကအိန္ဒိယနယ်စပ်ကိုဖြတ်ပြီးတော့မှဒီနီပေါထဲဝင်ရတာဒါကအိန္ဒိယမှာရှိတာမဟုတ်ဘူးဒီဖျားပွက်တဲ့လိုဘနီဥယျာဉ်ကလေ तू ကကျတော့ဒီဗီဇာရှောက်ပြီးတော့မှဝင်ရတာဒါဆိုလို့ရှိရင်14ရက်ဗီဇာတော့သူတို့ရှောက်ပြီးတော့မှဝင်နေထင်တယ်တကယ်လို့ပေါ့နော်ကိုကလေနဲ့သွားချင်းအိန္ဒိယကိုရောက်နေတယ်ဆိုလို့ရှိရင်တော့ဒီအိန္ဒိယနေပြီးတော့မှနီပေါကိုကုန်းလန်းနေပြီးတော့မှဒီ border cross လုပ်လို့ရတယ်ပေါ့နော်အရန်ကမှလွယ်ကူတယ်ဒီနီပေါနိုင်ငံမှာရှိတဲ့လူတွေဆိုလို့ရှိရင်နီပေါမှာလေတိုင်းသားတွေအရန်များတော့လေဥပမာသူတို့နိုင်ငံမှာဆိုလို့ရှိရင်ဒီနီပါလီလူမျိုးတွေတာမကပဲနဲ့ဒီတိဘက်အနွယ်တိုင်းသားတွေအများကြီးရှိတယ်နီပေါနိုင်ငံကလေတကယ်တော့လေသူကတောင်တွေအကြောင်းနာမည်ကြီးတယ်ပေါ့နော်သူတို့ရဲ့ဒီ tourism ကိုအားတော့မှဒီတစ်ချိန်နဲ့မလုံလောက်ဘူးလို့ပြောတယ်နီပေါရဲ့ slogan ကကြတော့ဒီ once is not anotherနီပေါနိုင်ငံကိုလာလို့ရှိရင်ဂျိန်နဲ့မလုံလောက်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တကယ်လည်းမလုံလောက်ဘူးနီပေါတစ်ခါသွားပြီးလို့ရှိရင်နောက်တစ်ခါသွားချင်ဆိုတော့အမြဲတမ်းသွားချင်တဲ့စိတ်ကဖြစ်တယ်ပေါ့နော်ဒီတောင်တွေမြင်လို့ရှိရင်နီပေါကိုသတိရတယ်အဲ့လိုမျိုး feeling တစ်ခုခံစားရတယ်ပေါ့နော်နီပေါနိုင်ငံကတကယ်တော့ဟိန္ဒူနိုင်ငံဆိုပေမဲ့လေသူကဆိုလို့ရှိရင်ဒီဗုဒ္ဓဘာသာကိုကိုွယ်တဲ့သူလည်းအများရှိတယ်ဒီခီးရလေရေတော့သွားဖို့စီစဉ်လုံးဝမရှိဘူးပေါ့နော်တကယ်ကိုမမျော်လင့်ပဲနဲ့ရောက်သွားရလို့ပြောလို့ရတယ်တကယ်တော့ဒီမနစ်က6လပိုင်းတော့တကယ်တော့ကာဂစ္စတန်ဆိုတဲ့နိုင်ငံကိုသွားမယ်ဆိုပြီးမှဒီဗီဇာတွေပါရှောက်တဲ့ချိန်မှာဗီဇာကမရဘူးပေါ့နော်လေလက်မှတ်တွေလည်းဆုံးသွားတယ်အသွားပြန် flight ticket တွေပြီးတော့သူတို့ invitation letter တွေပါလည်းကုန်ဆုံးသွားတယ်ပေါ့နော်အဲ့ချိန်မှာဟိုစဉ်းစားကြည့်တယ်ပေါ့နော်အော်လို့ခေလို့အဲ့ဆိုမသွားရလို့ရှိရင်လေတခြားနိုင်ငံတစ်ခုတော့ငါသွားမယ်ဆိုပြီးမှလေဒီနေရင်အတွင်းမှာလေဒီနီပေါကိုရောက်ခဲ့တယ်နောက်တဲ့အချိန်မှာပေါ့နော်ဒီလိုတောင်တက်တွေပါလေသွားမယ်ဆိုဒီလို tricky လမ်းကြောင်းသွားမယ်ဆိုမှလည်း season လုံးဝမရှိဘူးအဲ့ချိန်မှာလေစဉ်းစားကြည့်တယ်ပေါ့နော်ငါလိုကာဂစ္စတန်မှာကြတော့ပေါ့နော်ငါဒီတောင်လေးပါလေမြင်ချင်တယ်ပေါ့နော်နီပေါမှာလည်းငါတောင်လေးပါတော့ကြည့်ရမှာပေါ့ဆိုပြီးမှလေဒီနီပေါမှာကျတော့ဒီတောင်တက်တဲ့ trade တွေကအများကြီးရှိရလေအဲ့ထဲမှာမှရွေးတာပေါ့နော်ငါပဲ trade သွားရင်ကောင်းမလဲဆိုပြီးမှရွေးချိန်မှာလေဒီစဉ်းစားကြည့်တယ်ပေါ့နော်ရှိတာကျတော့ဒီ Everest biscuit ရှိတယ် Annapurna biscuit ရှိတယ် Marihime ရှိတယ် Lantenberry track ရှိတယ် Manaslu circuit ရှိတယ်ပေါ့နော်အဲ့လိုမျိုး trade တွေတော်တော်လေးကိုများတယ်အဲ့ထဲမှာပေါ့နော်ကိုနဲ့အဆင်ပြေတဲ့ဟာကိုရွေးလိုက်တယ်ဘာလို့ဆိုဒီလိုမျိုးသူများနိုင်ငံမှာလည်းဖြစ်တယ်ပြီးတော့သူများနိုင်ငံမှာတစ်ခါမှတို့ tracking မသွားဘူးလေအဲ့ဆိုလို့ရှိရင်တော့နည်းနည်းပေါ့နော် average လောက်တင်ပန်းမူလောက်ရှိမဲ့ဟာကိုငါရွေးမယ်ဆိုပြီးမှလေဒီ ABC track ပေါ့နော် Annapurna biscuit track ကိုရောက်သွားတယ်ရောက်သွားချိန်မှာပလန်တဲ့ချိန်မှာပေါ့နော်လေးလက်မလဲဝယ်လိုက်တယ်ချစ်ချင်းကိုဝယ်လိုက်တာဒီ tree talk ကနေပြီးတော့မှကြည့်ပြီးတော့ချစ်ချင်းကိုဝယ်လိုက်တာအဲ့ချိန်တော့ဆိုလို့ရှိရင်ဒီလက်မှတ်က68လားမသိအဲ့လောက်နဲ့ရလိုက်တယ်တကယ်တော့အဲ့ချိန်မှာဒီဘန်ကောက်ကနေပြီးတော့မှနီပေါလက်မှတ်တွေက150လောက်တော့မှပေါက်တယ်ပေါ့နော်တကယ်အခုဆိုလို့ရှိရင်တော့အေးရှားနေပြီးတော့မှဆွဲနေပြီပေါ့နော်တော်တော်တက်တာတဲ့ဒီ100ပတ်ချလင်းလောင်းနေတော့မှခတ်မန်တူကိုသွားလို့ရတယ်အဲ့နဲ့ပဲနီပေါရောက်သွားတဲ့ချိန်မှာနီပေါခတ်မန်တူမှာနည်းနည်းလေးနေလိုက်ပြီးတော့မှဒီAnnapurna biscuit ကိုသွားလို့ရတဲ့ဒီ Pokhara ဆိုတဲ့မြို့ရောက်သွားတယ်ပေါ့နော် Pokhara ကနေပြီးတော့မှဒီ Annapurna biscuit ကိုအသွားပြန်ရှေ့လောက်ကြတယ်ပေါ့နော်အချိန်မှာသူများတွေကတော့ပြောတယ်ဒီ Annapurna biscuit ကိုသွားလို့ရှိရင်သူများတွေပြောတာပေါ့နော်ဂိုက်ခေါ်ရမယ်ပေါ်တာခေါ်ရမယ်ပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာငါဂိုက်လည်းမခေါ်ချင်ပေါ်တာလည်းမခေါ်ချင်ဘူးပေါ့နော်တယောက်တည်းသွားချင်တယ်ဆိုပြီးမှလေရှာဖက်ကြည့်တော့သွားလို့ရတယ်တဲ့ဒီ Annapurna biscuit ကကျတော့လက်ခံတယ်ပေါ့နော်တခြားဒီ Annapurna circuit ကျတော့လူတွေပါစုံထားတာရှိဘူးတော့လေဂိုင်းနဲ့ပါမသွားလို့မရဘူးပေါ့နော်အဲ့လိုမျိုးပြောလိုက်တယ်အဲ့ချိန်မှာပေါ့နော်ဒီပါမစ်ရုံကိုတိုင်းသွားပြီးတော့မှဒီပါမစ်တွေပါရှောက်လိုက်တယ်ရှောက်ပြီးတော့မှဒီတယောက်တည်းပဲသွားလိုက်တယ်ပေါ့နော်ဒီပထမဆုံးစပြီးတော့မှဒီ Pokhara နေပြီးတော့မှပထမဆုံးကားနဲ့သွားတယ်ကားနဲ့သွားပြီးတော့မှဒီ Narapur ဆိုတဲ့မြို့ကိုရောက်အောင်သွားလိုက်တယ် Narapur ကနေပြီးတော့မှတရချင်းပေါ့နော်ဒီတောင်ပေါ်တက်သွားလိုက်တယ်ပေါ့နော်လမ်းမှာလည်း tea house လေးရှိတော့သူကနေသူကိုဆင်ပြေတယ်
သွားခဲ့တဲ့ချိန်ကျတော့လေသူကကျတော့မိုးတွင်းလိုဖြစ်နေတော့လေလူနည်းနည်းတိတ်မရှိဘူးလူရှားတယ်ပေါ့နော်သွားတဲ့ချိန်တော့လေဒီပထမဆုံး3-4ရင်းလောက်မှာလမ်းမှာလူတော့မရှိဘူးဆိုတော့တခြားလို့ရှိရင်တော်ထဲမှာဆိုတယောက်တည်းဖြစ်နေတယ်တနေ့လုံးရှောက်ပြီးတော့တယောက်မှကိုမမြင်ဘူးဒီတော်ထဲမှာလေဖုံးထဲမှာလေမက်မီလေအဲ့ကနေပြီးတော့မှကိုသွားတဲ့ကိုရောက်တဲ့နေရာနေပြီးတော့မှဒီသွားမဲ့နေရာကိုလေ tricky လမ်းကြောင်းအမြဲတမ်းသွားလိုက်တော့လမ်းနေပါတယ်မမအောင်ပေါ့နော်သူတို့စိမ်မှာလေဒီမြေပုံလိုမျိုးလေဒီစမ်းပုံလေးနေရာတိုင်းမှာရှိတယ်ကြောက်စရာတော့မလိုဘူးပေါ့နော်သွားလိုက်တယ်ပေါ့အေးစစ်စစ်လေးရှောက်သွားတယ်တော့သူကလည်းသူတော့နေတိုင်းတော့ဒီ tea house လေးတွေကိုရောက်သွားတယ်ပေါ့နော်တည့်ချင်းမသွားလိုက်တယ်သွားတဲ့ချိန်မှာလေဒီပွန်ဟင်းဆိုတဲ့နာမည်ကျော်တဲ့နေရာတစ်နေရာရှိတယ်အဲ့ဒါကြတော့လေ tricky ဘာတွေမသွားနိုင်ဘူးဆိုလို့ရှိရင်ဒီပွန်ဟင်းကိုပဲလာကြတာများတယ်ပေါ့နော်သူက2ရက်3ရက်လောက်နဲ့သွားလို့ရတယ်ဆိုတော့လေအဲ့ဒီမှာကျတော့ပုံမှန်ဆိုလို့ရှိရင်သူကရေခဲတောင်တွေကိုမြင်ရတယ်ဒါပေမဲ့လေအခုသွားတဲ့ချိန်မှာမိုးရင်းဆိုတော့ရေခဲတောင်တွေကလေဒီမြူတွေပိတ်နေတာရေခဲတောင်စွန်ဖျားလေးတွေကိုပဲမြင်ခဲ့ရတယ်ပေါ့နော်တကယ်တော့ဟိုဒီဆောင်းတွင်းဆိုလို့ရှိရင်ဒီပွန်ဟီကအရန်ကမှလာတယ်ပေါ့နော်ချို့ဆိုလို့ရှိရင်ဒီပွန်ဟီတောင်မှတိတက်လာတဲ့လူတွေရှိတယ်တောက်တဲ့ဆိုတော့လေအေးစစ်စစ်လေးပေါ့နော်လမ်းမှာနားချင်တဲ့ချိန်နားလိုက်အေးစစ်စစ်လေးပဲသွားလိုက်တယ်ပေါ့နော်နားချင်တဲ့ချိန်ဆိုနားလိုက်ကိုအမယမ်းမုန်းရင်လည်းနားလိုက်တယ်အေးလေးပဲသွားလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ဒီတရက်ချင်းတော့ရောက်သွားလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ဒီအနာပူနာဘစ်ကတ်ကိုရောက်သွားရောအခုသွားခဲ့တဲ့အနာပူနာဘစ်ကတ်ကကြတော့လေသူကလေအချိန်ဆိုလို့ရှိရင်နိုဝင်ဘာအရန်ကောင်းတယ်ပြီးတော့မှ March April အရန်လာတယ်ပြီးတော့မှဆိုလို့ရှိရင်လူရှင်းတာကြတော့အခု9လပိုင်းကျတော့လူရှင်းတယ်ပေါ့နော်ဆောင်းတွင်းဆိုလို့ရှိရင်တော့နင်းတော်တော်ဖုံးတယ်ဒီမှာဆိုလို့ရှိရင်အကုန်လုံးကနင်းဖုံးတာပေါ့နော်ဒီဇင်ဘာတွေသွားလို့ရှိရင်လေဒီဇင်ဘာတို့ဇန်နဝါရီတို့ဖေဖော်ဝါရီတို့သွားလို့ရှိရင်တော့နင်းအကုန်ဖုံးနေဘာမှမမြင်ရဘူးပေါ့နော်မြခင်တွေမှာဆိုလည်းဘာမှမမြင်ရတော့ဒါတမျိုးပေါ့နော်ဒီလိုမြခင်စိမ့်လေးနဲ့တွေ့ချင်လို့ရှိရင်တော့ဒီ10လပိုင်းလောက်ကောင်းတယ်9လပိုင်းကုန်လောက်ပေါ့နော်အဲ့လိုဆိုရှင်အရင်လာတယ်ပြီးတော့ရှင် March April လေးအဲ့လိုရာသီဆိုအရင်လာတယ်အဲ့ရာသီဆိုလို့ရှိရင်ပူခါရာမြို့တော်မှာအရင်လာတယ်ဒီမြို့ကနေပြီးတော့မှလေရေခဲတောင်လေးကိုမြင်နေရတယ်တော်တော်လာတယ်ဒါပေမဲ့အခုသွားတဲ့ချိန်ကျတော့မိုးရင်းဆိုတော့လေတိတ်ပြီးတော့မှမလှဘူးပေါ့နော်ဒါပေမဲ့လည်းချိကောင်းပါတယ်ဒီအစိမ်းရောင်မြစ်တေနဲ့ဒီလိုမျိုးရေခဲတောင်ထိပ်ဖျားလေးဆိုတော့မစိုးပါဘူးဒီသွားတာလူလဲရှင်းတယ်ပေါ့နော်တက်ခုခန်းနေပါလေဆိုလို့ရှိရင်လည်းဒီ tea house တွေဆိုလို့ရှိရင်လူမရှိဘူးလေအေးစစ်စစ်လေးကွက်ကိုနေလို့ရတယ်ပုံမှန်လူအရင်များလို့ရှိရင် tea house တွေမှာဆိုလို့ရှိရင်လူတိုးရတယ်ပေါ့နော်အခုကျတော့ဒီအနာပူနာ biscuit မှာတော့မှညအိတ်ခဲ့တယ်ဆိုတော့လေဒီ biscuit ကနေပြီးတော့မှဒီမနေ့ကိုတောင်ထိပ်မှာနေထွက်တာကိုကြည့်ခဲ့တယ်ပေါ့နော်ဒါအရင်ကမှလှတယ်ဒီမနေ့ပိုင်း9နိုင်ခွဲလောက်လေအာယုံဦးချိန်မှာလေဒီအနာပူနာတောင်ကိုကြည့်ရတဲ့ရတာလေအိုးတခဲဒါပြောမပြတတ်အောင်ကိုမှစိတ်ချမ်းသာရတယ်ပေါ့နော်အဲ့လိုမျိုးလမ်းမှာလေတွိုင်းနဲ့လေမျိုးဆိုမောလားဆိုတော့လေကိုခန့်အားကြတော့လေဘာမှ training မရှိဘူးပေါ့နော်အဲ့လိုကြောင့်မို့တယောက်တည်းသွားဆိုတော့လေလမ်းမှာကြတော့လေနာပြီးသွားတာသူများလည်းစောက်စရာမလိုတော့လေကိုရဲ့ limit နဲ့ပဲကိုသွားသလိုဖြစ်သွားတာပေါ့နော်ဒါကြတော့ကိုကနေကိုအေးစစ်လက်သွားတော့လေရောက်သွားတာပဲချိန်တန်လို့ရှိရင်လေနော်ပြီးတော့လေဒီနီပေါ်မှာဒီ guide တွေကတော်တော်ဖော်ရွေတယ်တိလားလမ်းမှာဆိုလို့ရှိရင်လေကိုတယောက်တည်းဖြစ်နေလို့ရှိရင်သူတို့ကလေနှုတ်စစ်တယ်တခုဆိုလို့ရှိရင်သူတို့ကိုညီမယ်ဆိုမှလေတကယ်ကိုမဖော်ရွေတယ်လို့ခံစားရတယ်ပေါ့နော်စိတ်တယောက်တည်းသွားလဲစိတ်ကလုံခြုံတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်ဒီသွားတာလေဘယ်လောက်ကုန်လဲဆိုလို့ရှိရင်ဒီပိုခါရာကနေပြီးတော့မှဒီရှေ့စာကိုဒေါ်လာ200လောက်ကုန်သွားတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီ tea house တွေမှာအဲ့တဲ့ညပေါ့နော်စားတာတောက်တာတွေအကုန်လုံးဆိုလို့ရှိရင်တော့ဒီနီပေါ်ရူပီ2500လောက်ကတော့ကုန်တယ်ဘာလို့ဆိုသူတို့စီမှာစားတောက်တွေကဈေးနေကြီးတယ်ဘာလို့ဆိုတောင်ပေါ်ဆိုတော့လေနော်သွားတဲရတာလည်းခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ပေးရတယ်ပေါ့နော်ဒေါ်လာ200လောက်ကတော့ဒီရှင်းရင်မှာတော့ကုန်မယ်ဒါကြတော့ဒီလင်ခါတွေမပါဘူးပြီးတော့ဒီနီပေါ်နိုင်ငံရဲ့မြို့တော်ခတ်မန်ဒူမှာလဲရပါတယ်မပါဘူးပေါ့နော်ဒီပိုခါရာမြို့ကနေပြီးတော့မှဒီ biscuit ကိုအရောက်ပေါ့နော် biscuit ကနေပြီးတော့မှအပြန်ပေါ့နော်ဒီလိုဒီ tray လေးအတွက်ပေါ့ဒေါ်လာ200လောက်ကတော့ကုန်မှာဖြစ်ပါတယ်ပိုခါရာတို့ဘာလို့သွားတဲ့ကားစိတ်တွေဘာတွေကတော့လေထပ်တွက်ဖို့လိုသေးတာပေါ့နော်ဒေါ်လာ200မှာဆိုလို့ရှိရင်လေဒီ permit ခါတွေဘာတွေလဲပါတယ်ပေါ့နော် permit ကကြတော့ permit ကြတော့25ဒေါ်လာလောက်တော့ပေးရတယ်ဒါလည်းတကယ်တော့ထပ်သွားဖို့စီစဉ်ရှိတယ်အနာပူနာsocket ပေါ့နော်အရန်သွားချင်တယ်တကယ်တော့မသွားခဲ့ရဘူးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ရေခမ်းရှိတယ်အဲ့ရေခမ်းကိုသွားချင်တာဒီတောင်ပေါ်ဒီတောင်ပေါ်လေးအဒီကျိုးအမြင့်မှာရှိတဲ့ရေကန်ကိုသွားချင်တယ်ပေါ့နော်အဲ့ဒီကိုထပ်ပြီးတော့မှသွားဖို့စီစဉ်ရှိတယ်နီပေါ်ကကျတော့အရန်ကြိုက်တဲ့နိုင်ငံတွေမှာပါတယ်ကြိုက်တယ်ဆိုတော့ဒီနီပေါ်နိုင်ငံကတော့အမြဲတမ်းသွားဖို့တော့အစီအစဉ်ရှိတယ်နီပေါ်နိုင်ငံနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကအရန်တင်ထားမှုတာလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာသွားကြည့်လို့လည်းရတယ်နောက်ပြီးတော့မှထပ်ပြီးတော့မှသင်ဖို့လည်းရှိတယ်ပေါ့နော်အစားအသောက်နဲ့ခီးသွားဗီဒီယိုလေးတွေကြိုက်လို့ရှိရင်တော့ဒီ channel လေး subscribe လုပ်ပေးကြပါဦးနော်